ယောဂီသူတော်စင်ပုဂ္ဂိုလ်အပေါင်းတို့မင်္ဂလာပါစတ္တမရတ္တမကြိုဆိုပါတယ်ဤ channel တွင်ဗုဒ္ဓမြတ်စွာဘုရား၏အဆုံးအမတရားတော်များဓမ္မဗဟုသုတများနှင့်စိတ်အေးချမ်းမှုရရှိစေမည့်တရားဓမ္မအကြောင်းအရာများကိုမျှဝေပေးသွားမည်ဖြစ်ပါတယ်ဓမ္မရတ္တကိုအတူနားဆင်သွားကြပါမြန်မာနိုင်ငံမှာမြတ်ဗုဒ္ဓရဲ့ဆုံးမတရားတော်တွေဟာဥယျာဉ်အဖြစ်40ထိုဥယျာဉ်40ကိုဖွင့်ဆိုထားတဲ့ထက္ကရာတွေက52အုပ်ထက္ကရာတွေရဲ့ကြံကျွန်းတာတွေထက္ကရာရဲ့အဓိပ္ပာယ်တိမ်မြုပ်နေတာတွေဖွင့်ဆိုတဲ့ဒီကာက26အုပ်သတ္တသံဃာယနာမှာမြန်မာစလုံးဖြင့်မြန်မာအခရာကိုအသုံးပြုပြီးရိုက်နှိပ်ဖော်ပြထားတယ်ပိဋကစာပေဟာထူးတဲ့ကြီးမားစွာမြန်မာလူမျိုးတွေရဲ့လက်ထက်မှာပိုင်ဆိုင်လျက်ရှိတယ်လို့ပြောဒီချိန်တုန်းကလွန်ခဲ့တဲ့နှစ်ပေါင်း2600ကျော်ကအိန္ဒိယနိုင်ငံမှာဟောခဲ့တဲ့တရားတွေသံဃာယနာ6တန်တင်ပြီးတော့မပြောင်းပြဲအောင်စုစည်းခဲ့ကြတာဖြစ်တယ်သံဃာယနာဆိုတာဘာကြောင့်တင်ရတယ်လဲသံဃာယနာရဲ့အဓိပ္ပာယ်ကတန်ဆိုတာအတူတကွတိုက်ဆိုင်ညှိနှိုင်း၍ခာယနာဆိုတာရွတ်ဆိုခြင်းရှိခိကအခုလိုစာအုပ်နဲ့ရသော်ဘုရားလက်ထက်မှာဘုရားဟောတဲ့တရားတော်တွေကိုနောက်ကလိုက်ရေးပြီးမှတ်တမ်းတင်တာမျိုးမရှိဘူးနှလုံးသားနဲ့ပဲမှတ်ကြနှုတ်နဲ့ပဲလိုက်ဆိုပြီးတော့မှတ်တမ်းတင်ကြတာဖြစ်အဲ့ဒါကို oral tradition လို့ခေါ်စလုံးမရှိလို့လားအခရာမရှိလို့လားဆိုမဟုတ်အခရာလည်းရှိတယ်သို့တော့တန်မိုးထားတာချင်းကွာခြားတယ်ပေါ့ဒီကနေ့ခေတ်တန်မိုးထားတာနဲ့အဲ့ဒီခေတ်ကတန်မိုးထားတာကွာခြားအဲ့ဒီခေတ်ကပညာရပ်ကိုရှင်တဲ့နှလုံးထဲမှာ memorize ဆိုပြီးနှုတ်သက်ဆောင်မှတ်အောင်မှတ်မိအောင်ကြိုးစားပြီးနှုတ်သက်ဆောင်တဲ့ခေတ်လို့ခေါ်တယ်လူသမိုင်းမှာဒါတွေကကြောင်းလွဲနေတဲ့အနေအထားဖြစ်တယ်မြတ်စွာဘုရားဟောကြားတဲ့စကားလုံးတွေကိုနှုတ်သက်ဆောင်တဲ့ခေတ်မှာ oral tradition လေ့လာခဲ့ကြတာဖြစ်တယ် oral tradition ရဲ့အတာချက်ကဘာလို့ဆိုရင်အတန်အတွက်မှားတာမရှိတော့ခုခေတ်ဆိုရင်ဘာသာစကားတွေမှာစလုံးနဲ့ရေးထားတာဖတ်တော့အတန်အတွက်အမျိုးမျိုးတွေဖြစ်တယ်ပေါ့နော်လွဲမှားမှုတွေဖြစ်တယ်ဟိုလူကတစ်မျိုးဖတ်ဒီလူကတစ်မျိုးဖတ်နှုတ်တဲ့ဆောင်းထားတာကြတော့သူ့အတန်တိုင်းလိုက်ပြီးတော့ဆိုကြတာအခုခေတ်ရှေ့ကတယောက်ကသချင်းဆိုသွားရင်သူ့တန်စင်တိုင်းနောက်ဆိုတဲ့လူတွေလိုက်ဆိုကြအဲ့ဒါမျိုးလိုပဲ oral tradition ဆိုတာရှေ့ခေတ်ကခေတ်စားလို့လူတွေရဲ့အာယုစူးစိုက်မှုတတိစွမ်းအားတွေကလည်းဒါမှကောင်းကြတယ်ကောင်းသည့်အတွက်ကြောင့်မှတ်နိုင်တယ်ပြောမှတ်ဖို့ရအတွက်ကဘာနဲ့မှတ်ကြတာတော့လို့ဆိုရင်တတိနဲ့မှတ်တာအဲ့ဒီတတိဟာပညာပါတဲ့တတိဖြစ်ဒါကြောင့်မို့စာပေကျမ်းကမှာဘယ်လိုဆိုတော့ဆိုပညာပုပ္ပင်ကမာယတတိယပြင်စနဓာရဏသမထတာစကလုံးတွေကိုမှတ်မိအောင်ကြိုးစားစကလုံးတွေကိုမှတ်မိတာဟာပညာဥဆောင်တဲ့တတိနဲ့မှတ်သားတာဖြစ်ပါတယ်ရှေးခေတ်ကလူတွေကတတိလည်းကောင်းကြတယ်ပညာလည်းထက်မြက်ကြတယ်ဒါမို့ memorize လုပ်ထားတန်မိုးထားတယ်ဘယ်လောက်ထိတန်မိုးထားတော့ခဏခေတ်တော့အလွတ်ကျက်တာဟုတ်ပဲအပြည့်ပြောနေကြတဲ့တကယ်လည်းရှိတယ်ပေါ့နော်ကျက်เสียမလို့ဘူးလို့ပြောလို့လည်းပြောကြတယ်ဟုတ်ကျက်ထားကိုပဲအပြည့်ကြီးတစ်ခုလို့လူတွေကထင်မှတ်နေကြရှေးခေတ်ကတော့ကြည်မြန်မာနိုင်ငံရောက်လာတဲ့လောကနိတိကျမ်းမှာပဲရှိဖြစ်တယ်ပုတ္တကေတုစယံသိပ္ပံစာအုပ်ထဲမှာရှိတဲ့တတ်ပညာကိုယ်နဲ့မဆိုင်ဘူးဘယ်လိုမဆိုင်တာတော့ဆိုရင်အသုံးလို့ရှိရင်စာအုပ်ကိုတွားရှာစာအုပ်ကိုဖတ်ရနှုတ်တဲ့ရထားတဲ့ပုဂ္ဂိုလ်ကတော့ကောက်ပြောရုံပဲအဲ့ဒါမျိုးခုခေတ်မှလည်းပဲတကယ်ရတော့ကြုံတွေ့တာဖြစ်တယ်မန္တလေးမြို့ကပဲဘွဲရပြီးသားတခါတယောက်လျှောက်ဘူးတယ်သူဟာဂျပန်နိုင်ငံသွားတယ်ဂျပန်နိုင်ငံသွားတဲ့အခါကျတော့ကဏ္ဍသင်္ချာနဲ့ပတ်သက်ပြီးတော့
အလုံးလို့ရတဲ့ကိစ္စတစ်ခုမှာကယ်ကူလေတာပြက်နေတော့ဂျပန်တွေကဆက်ပြက်လို့ဆိုပြီးတော့တွက်ချက်တာကိုခဏရဆိုင်တယ်သူကတော့သီဝရီတွေအလီတွေအကုန်ရအောင်ချက်ထားတာဆိုသူတွက်ပြီးသွားဟိုလူကဆက်ပြက်လို့ကယ်ကူလေတာပြက်နေလို့ဆိုတွက်နိုင်သေးဘူးကယ်ကူလေတာနဲ့တွက်နေကြလူကလည်းအဲ့ဒါပဲအားကိုးတာနော်အဲ့တော့အလီကြီးနေတဲ့လူကတော့လေနောက်ဆုံးမှဗမာပြည်မှာမိမ့်မတွက်ဆိုတဲ့ခဏနဲ့ရှိသေးတယ်နော်အလီမကျက်ဖဲနဲ့မိမ့်မတွက်နဲ့တွက်ထားတယ်မှန်တာပဲအဲ့ဒီလိုသူပြောပြတာဂျပန်တွေကဆက်ပြက်နေရင်သူတို့ဒီတိုင်းပဲထိုင်နေကြအလုံးမရှိဘူးတဲ့သူကတွက်ချက်ပြတယ်သူတို့ဆက်ကောင်းတော့ပြန်တွက်လိုက်တဲ့အခါသူ့အဖြေပဲအဲ့ဒါသူ့ကိုအံ့ဩကြတယ်လို့သူတို့ပြောတယ်အဲ့တော့ခေတ်ကြီးကပြောင်းလဲသွားတဲ့သဘောတွေပေါ့နော်အဲ့ဒါဘယ်ရာပဲဖြစ်ဖြစ်သူကစနစ်ရှိနေတယ်ဆိုတော့ memorize လုပ်တယ်ဆိုတာလေပြပြောစရာတော့မဟုတ်ဘူး memorize လုပ်တဲ့ပုဂ္ဂိုလ်ဟာအမှန်မှအဆင်ပြေဥပမာဘုန်းကြီးတို့နိုင်ငံသားတွေသွားတဲ့အခါမှာမြန်မာပြည်ကဘုန်းကြီးတွေကစာကိုအလွတ်ကျက်တဲ့အလေးထားရှိကြလေးထားရှိတော့နိုင်ငံခြားအိန္ဒိယတို့တီဟိုတို့ professor ကြီးတွေဘယ်စာပဲထဲပါလဲဆိုရင်ဗမာဘုန်းကြီးတွေရွတ်တောင်ပြလိုက်သေးတယ်ဘယ်ထဲပါလဲဆိုပြောနေအဲ့ဒီလိုလုံနိုင်စွာရှိတာချက်ထားခြင်း memorize လုပ်ခြင်းအကျိုးကျေးဇူးလို့ပဲပြောသူတို့ကတော့အသုံးလိုမှပဲစာအုပ်ရှာပြီးတော့ဖတ်ကြရတယ်သဘောမျိုးပေါ့သို့တော့ပင်မသလားဘယ်သူကပင်မကျဲရတဲ့လူကပင်မလားမကျက်ဖဲနေတဲ့လူကပင်မလားဆိုသိတော့မထူးဘူးနော်ချက်နေကြပုဂ္ဂိုလ်က memorize လုပ်တာလွယ်သွားတယ်အလွန်ကြီးမခက်ဘူးပေါ့ဒီ experience ဆိုတဲ့ဒီအတွေ့အကြုံတစ်ခုဟာလူကိုလွယ်ကူစေတာပဲဖြစ်တယ်ပေါ့နော်လုံးဝမကြက်တဲ့ပုဂ္ဂိုလ်ကခက်ခဲကြုံမှာပဲကြက်တဲ့ပုဂ္ဂိုလ်ကခက်ခဲမကြုံဘူးပေါ့အဲ့လိုလောကနိတိကျမ်းမှာပညာဆိုတာကိုယ့်ရင်နဲ့နှလုံးနဲ့ရှိမှအထေကိစ္စသမုပ္ပန်နေကိစ္စဘောကြရှိလာလို့ရှိရင်သုံးချလို့ရတာမရှိဘူးဆိုရင်နတ္တံသိပ္ပံနတ္တံတဏံကိုလိုတဲ့အချိန်မှာသုံးချနိုင်တာမဟုတ်ဘူးဒါကြောင့်မို့အတ္တပညာရှိတယ်လို့ပြောလို့မရဘူးကွန်ပျူတာကိုခောက်ချီနေရအောင်မှာရှာလို့မရဘူးရင်းနေမှာမရဘူးဒီလိုဆိုလျှက်စစ်ပြီးပြတ်နေလို့ရှိရင်ကွန်ပျူတာလည်းကနေခင်ပါလေဟိုကွန်ပျူတာဖွဲ့မရရင်လည်းပဲဒုက္ခရောက်အောင်နော်ရတဲ့ပုဂ္ဂိုလ်ကတော့ပြောသွားပြီချက်ချင်းအဲ့ဒါကြတော့သူတို့ကဘာခေါ်တော့ဆို walking dictionary တဲ့ချီးမွမ်းတဲ့စကားနော် walking dictionary အဲ့ဒါလို့ချက်ချင်းမချက်ချင်းဟာဟိုအဓိပ္ပာယ်သိပြီးရှင်တဲ့နှလုံးထဲမှာသိမ့်ထားတဲ့တရားတွေမြတ်စွာဘုရားလက်ထက်တော်ကတော့ချက်ထားခုံပဲခုံတစ်ခုနေအာဂတကမမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေရှင်တဲ့နှလုံးထဲရောက်ရပြမကနှုတ်ထဲလည်းရောက်နေတယ်လို့ဆိုတာဒါတာတုတာနားနဲ့နားထောင်နေဒါတာဆောင်းထားတယ်ဝဆတာပရိစိတာနှုတ်နဲ့အလေးကျင့်နှုတ်ထားတယ်မနတာနုဖိခိတာစိတ်ကလည်းအထိပ္ပယ်တွေကိုကြည့်ရှုထားတယ်ဒိဋ္ဌိယသဗ္ဗတိဝိတာအသိဉာဏ်နဲ့ထိုးရင်းသိတယ်စာပေသင်ကြားမှုနဲ့ပတ်သက်ပြီးတော့အဲ့ဒါလို့အဆင့်နေသွားတာနံပါတ်1ကနားထောင်ခြင်းနံပါတ်2ကနားထောင်သင်ယူပြီးမှတ်သားထားခြင်းနံပါတ်3ကနှုတ်တိုက်ကိုယ်ကိုယ်တိုင်ဆိုကြည့်ခြင်းနံပါတ်4ကစိတ်နဲ့ဆိုကြည့်ခြင်းစိတ်ထဲကရွတ်ဆိုခြင်းနော်နှုတ်နဲ့ရွတ်ဆိုခြင်းရဲ့စိတ်ထဲကရွတ်ဆိုခြင်းစကားပြောတဲ့အခါဘာပြောမယ်ဆိုတော့စိတ်ထဲကအရင်တွေးပြီးမှပြောချတာလေနောက်ဆုံးမှစာရွက်ပေါ်ချရေးတာလဲစိတ်ထဲကနေသွားတာပဲလေအားလုံးမြတ်စွာဘုရားလည်းပဲတချို့တရားတော်တွေဟာမနတဝဋ္ဌပိဋကဒေသနာလို့ခေါ်တယ်ပဋ္ဌာန်းတရားတော်ကြီးဆိုမြတ်စွာဘုရားဟိုယရဏဂရတတ္တဟာမှာခொနည်းတိတိဝိဓမာတွေကို
နှလုံးသွင်းဆင်ញင်ပြီးပဋ္ဌာန်းကျမ်းကိုဆင်ញင်ပြီးတဲ့အခါမှာနှုတ်ကထုတ်ဖော်ပြီးတော့ဟောတာဖြစ်တယ်ပထမကြိုတင်ပြီးတော့စိတ်နဲ့ဆင်ញင်စဉ်းစားပြီးဘာတွေဟောမယ်လို့ဆိုမနတ္တဝါထပိတထေသနာမနတာထေသနာလို့ခေါ်တယ်စိတ်နဲ့ဟောပြောမယ်တရားဝဆတာထေသနာကြတော့အတန်ထုတ်ပြီးဟောတော့ပေါ့နော်ဒါရှေးခေတ်နဲ့ခဏခေတ်မတူညီမှုလေးကိုပြောပြအဲ့ဒါလို့ oral tradition နဲ့မတန်တင်လာကြတဲ့စာပေတွေဟာမြန်မာနိုင်ငံမှာ transcribe လုပ်ပြီးတော့ထူးတယ်ကြီးမားစွာစာမျက်နှာရှည်တွက်ကြည့်မယ်ဆိုရင်စာမျက်နှာ4000လောက်အတိုင်းအတာရှိတဲ့ရဘုရားရဲ့အဆုံးအမတရားတော်စနစ်တကျဖွဲ့စည်းထားတာရှိနေတယ်ပေါ့နော်အဲ့ဒီစနစ်တကျဖွဲ့စည်းထားတဲ့စာပေတွေကိုဒီကနေ့မြန်မာလူမျိုးတွေရဲ့လက်ထက်မှာရောက်ရှိပြီမြန်မာပြည်ကပဲထိန်းထားတယ်လို့ပြောအောင်ပထမဖျားပြိနိဗ္ဗာန်စံသွားတဲ့အခါမှာဒီစာပေတွေကစနစ်တကျစုစည်းထားတာမရှိဘူး compilation မလုပ်ရသေးဘူးပေါ့နော်ဟိုတစဒီတစမြတ်စွာဘုရားကလည်းတွေ့ကြုံတဲ့နေရာမှာတရားဓမ္မဟောလိုက်တဲ့အခါမှာရှင်အနန္ဒာတို့လိုပုဂ္ဂိုလ်တွေကတခါဟောတာနဲ့မှတ်မိတဲ့ပုဂ္ဂိုလ်တွေမဉဏ်ကောင်းတဲ့ပုဂ္ဂိုလ်တွေရှိအဲ့ဒီပုဂ္ဂိုလ်တွေကတဆင့်တယ်ရှင်အနန္ဒာဆိုကြည်ဧဝမေတုတံဆိုဘုရားစီကသူဒီတိုင်းမသားလိုက်တယ်နာယူလိုက်တယ်ဆိုတယ်သင်လိုက်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ဒီဒေသနာတော်တွေကိုသူအကုန်လုံးမှတ်မိနေတယ်ဒါဟာကြီးမားတဲ့စွမ်းရည်တတိလူရဲ့ပါဝါဆိုတာတယောက်နဲ့တယောက်မတူနော်ကိုမစွမ်းဆောင်နိုင်တာနဲ့သူလည်းမစွမ်းဆောင်နိုင်ဘူးလို့ဒီလိုတွက်လို့မရဘူးလူရဲ့စွမ်းရည်တတိချင်းကွဲပြားခြားနာကြတယ်ပေါ့အဲ့တော့ရှင်အနန္ဒာရုဆိုတာအလုံးကိုမှတ်နိုင်တဲ့စွမ်းရည်တတိကြီးမားတဲ့ပုဂ္ဂိုလ်ဖြစ်နေဘုရားဟောတဲ့ဒေသနာတော်တွေတစ်လုံးတစ်ပါးမှာမကြံရအောင်ပညာရှိသွားရှိတဲ့တတိနဲ့မှတ်သားထားပြီးအ내အဓိပ္ပာယ်ကျတော့တတိရှိသွားရှိတဲ့တတိဥဆောင်တဲ့ပညာနဲ့내အဓိပ္ပာယ်ကိုသိချတာဖြစ်တယ်တတိဥပ္ပင်ကမာယပညာယအထဝဘောရသမထတတိဥဆောင်တဲ့ပညာနဲ့내အဓိပ္ပာယ်ကိုနားလဲစကလုံးလည်းမှတ်မိတယ်내အဓိပ္ပာယ်လည်းနားလဲတယ်လို့သူဆိုလို့ပေါ့နော်အဲ့ဒါလိုမှတ်တမ်းတင်လာတဲ့ဒေသနာတော်တွေဟာမြန်မာလူမျိုးတွေရဲ့လက်ထက်ရောက်နေပြီရောက်တာမှစာအုပ်အနေနဲ့ရောက်တာမဟုတ်ဘူးမြန်မာနိုင်ငံမှာပရိယတ်ဒီစာသင်တိုက်ကြီးတွေဟာဒီပိဋကစာပေတွေကိုသင်ကြားပို့ချပြီးသင်ယူနေကြတာဖြစ်တယ်ဟောအနေနဲ့ပဲမဖော်နိုင်တဲ့အရာဆိုတာမရှိသလောက်ပါနော်မရှိဘူးအလုံးပါဠိဘာသာနဲ့ဟောထားတဲ့တရားဓမ္မတွေအကုန်လုံးပါဠိဘာသာဟာကနေ့ပါဠိဘာသာနဲ့စကားပြောတဲ့လူမျိုးဆိုတာမရှိတော့ dead language လို့ခေါ်ကြတိုးနေတဲ့ဘာသာစကားမဟုတ်ဘူး Latin ဆိုတဲ့ဘာသာဟာအင်္ဂလိပ်ဘာသာရဲ့အခြေခံ Latin ဘာသာစကားဆိုတာ dead language ပဲသူလေတည်သွားတဲ့ဘာသာရှက်ဆိုင်သွားတဲ့ဘာသာစကားတစ်ခုဘုရားမြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေကပါဠိဘာသာနဲ့မှတ်တမ်းတင်ထားတာဖြစ်တယ်အဲ့ဒီပါဠိဘာသာနဲ့မှတ်တမ်းတင်ထားတဲ့ပါဠိဆိုတဲ့ဘာသာစကားရဲ့ဒီမြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေဟာမြန်မာနိုင်ငံမှာထင်ရှားရှိပြီးထင်ရှားရှိရမြတ်မကဒီအချိန်မီလေးလာသင်ယူနိုင်တဲ့အနေအထားတွေရှိကြတယ်။ဒါပဲမဖော်ဆောင်နိုင်လို့ပြတဲ့ထဲမှာထည့်ထားတဲ့အရာမျိုးတွေမဟုတ်ဘူး။မင်းတို့မင်းကြီးလက်ထက်မှာဆိုလို့ရှိရင်ကြောက်စဒီမှာမတန်တင်ခဲ့။တန်ခါနာ6တန်တင်ပြီးတော့ဒီအတိပြုတ်ထားတဲ့စာပေတွေဖြစ်တယ်။ဟိုတစဒီတစဖြစ်နေတာကိုရှင်မကတ္တဝဥဆောင်ပြီးတော့မြတ်စွာဘုရားတရားတော်တွေကိုအတိပြုတ်လိုက်တယ်။အဲ့ဒီကစပြီးတော့ဖွဲ့စည်းထားတဲ့ကျမ်းစာတွေပိဋကအပြင်3မျိုးနိကေအပြင်900တပခဏအပြင်7400ပျောက်ပြက်မရှိအောင်ပန်းပွင့်တွေကို
လှပတဲ့အယောင်အဆင်းမျိုးစုံနဲ့ပန်းပွင့်တွေကိုကျိုးနဲ့တီးလိုက်တယ်လို့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုသံဃာယနာစုပေါင်းညီညာကျမ်းစာတစ်ခုအနေနဲ့ဖွဲ့စည်းပြီးတော့ကျိုးနဲ့တီးလိုက်တယ်လို့တီးထားလိုက်တာအဲ့ဒါကိုသံဃာယနာလို့ခေါ်တယ်အလုံးတိုက်ဆိုင်ညှိနှိုင်းပြီးအလုံးကအတီးပြုတ်လိုက်ပြီးတော့ပထမသံဃာယနာဟာစုစည်းပြီးတော့ကျမ်းစာအဖြစ်စတင်ဖော်ထုတ်တာဖြစ်တယ်ဒုတိယသံဃာယနာကြတော့ဒီဟာကိုအဓိကထားတာမဟုတ်ပဲနဲ့သံဃာယနာတင်ပြီးတဲ့ဒုတိယသံဃာယနာကြတော့ဝိနည်းနဲ့ပတ်သက်ပြီးတော့ဝိနည်းစည်းကမ်းကိုဖောက်ဖျက်တဲ့အယူအဆတွေ10မျိုးပေါ်ထွက်လာတဲ့အခါအဲ့ဒါတွေကိုလက်ရှိဝိနည်းဥပဒေနဲ့ညှိနှိုင်းပြီးတော့ဥပဒေပညာရှင်တွေကဆိုတာလို့ဝိနည်းကျမ်းဂန်ကျွမ်းကျင်တဲ့ဆရာတော်ကြီးတွေကဝိနည်းနဲ့ညီတယ်မညီတယ်ဆုံးဖြတ်ပေးတဲ့သံဃာယနာကိုတော့ဒုတိယသံဃာယနာလို့ခေါ်တယ်ပထမသံဃာယနာတော့အတည်ပြုခဲ့တဲ့ကျမ်းစာတွေနဲ့ဆုံးဖြတ်တာတတိယသံဃာယနာအသောကမင်းကြီးလက်ထက်ရောက်တဲ့အခါကျတော့မြတ်စွာဘုရားတရားမဟုတ်တဲ့အယူအဆတွေသံဃာတွေထဲမှာရောက်ရှိလာတယ်။ဘာကြောင့်လို့ဆိုရင်ကောသရမင်းဒီအသောကမင်းကြီးရဲ့သာသနာတော်ထောက်ပံ့မှုကအင်မတန်မှများပြားလာတဲ့အခါမှာသာသနာပေါင်းဝင်ရောက်ပြီးအရေးချုံနေပေါ်လာတဲ့အခါမှာသူတို့အယူဆတွေကိုဘုရားဟောဆိုတဲ့အနေအထားအဖြစ်ထိသိမ်းဖော်ပြလာကြအဲ့ဒါကိုအသေးစိတ်တစ်ခုစီတစ်ခုစီခွဲခြားဝေပါပြီးဘုရားဟောမဟုတ်ဘူးဆိုတာကိုစီစစ်ပြီးရွေးထုတ်ပဲနှုတ်ပြလိုက်ဆန်ထဲမှာဆွမ်းစားထဲမှာကြက်ချေးရောဆိုတာကြွက်ချေးရောဆိုတာအဲ့ဒါလိုရောလာတဲ့မှားယွင်းတဲ့အယူဆတွေကိုဖယ်ထုတ်ရှင်းလင်းပြစ်တာတတ္တယသံဃာယနာလို့ခေါ်တယ်နော်ဒီအတည်ပြုပြီးသားကပထမသံဃာယနာအတည်ပြုထားတာနောက်ဟာတွေကဒီကျမ်းစာတွေနဲ့ပြန်ပြီးတော့ရွေးထုတ်ပြီးတော့တန့်စင်တာပေါ့ဟုတ်ကဲ့လို့ purify လုပ်တန့်စင်ပြစ်ရောလာတာတွေရောတာတွေကမရှိဘူးလားဆိုခဏမြန်မာလူမျိုးတွေအရင်နဲ့တောင်မှအယောနှောတွေပြည့်မြတ်စွာဘုရားဘာသာလို့ပြောပြီးမဲ့လို့ဘုရားရဲ့အဆုံးအမမဟုတ်တာတွေကအဆုံးအမရောင်ရောင်နဲ့ရောနေတာရှိတယ်လေရွှေကုံဘုရားဘောတောင်မှလူတွေရဲ့ယုံကြည်ခြင်းနဲ့ဖြစ်စနေသားဆိုစနေတောင်ကဘုရားပန်းလှူတာရေချမ်းလှူတာဒါတွေကရောထွေးနေတဲ့သဘောတွေကိုဆိုလို့ပေါ့နော်ဘယ်နည်းဘာသာပဲဖြစ်ဖြစ်ဘာမှမဆိုင်ဘူးကုသိုလ်ကောင်းမှုနော်အဲ့ဒါတွေကရောထွေးတယ်လို့ခေါ်တယ်ဒါကြောင့်သမိုင်းတင်တဲ့ဆရာကြီးတယောက်ကဘာထည့်ပြင်းတော့မြန်မာပြည်ထေရဝါဒဗုဒ္ဓဘာသာဟာလေတန့်စင်တဲ့ထေရဝါဒဗုဒ္ဓဘာသာမဟုတ်ဘူးတဲ့သူကဘာပြောတော့ရွှေကုံဖျားပေါ်သွားကြည့်ပေါ့မတန့်စင်တာလေအများကြီးအဲ့တော့ဆိုလိုတာကဘုန်းကြီးတို့ရဲ့အယူဆပြောရမယ်ဆိုရင်လူတွေကတော့မတန့်စင်တာမှန်တယ်ပိဋကစာပေကတော့တန့်စင်တယ်လို့ပဲပြောပိဋကထဲမှာတော့အဲ့လိုရောနှောတဲ့အယူဆမရှိဘူးလူတွေကြတော့လူတွေရဲ့ tradition နဲ့ကိုကြိုက်တာကိုလုပ်တတ်တဲ့အကျင့်တွေကြောင့်မလို့ရှိဆိုပါတော့ထိုင်းကသာသနာနဲ့ဒီကိုကသာသနာမြန်မာပြည်ကသာသနာပိဋကစာပေမှာလုံးဝတူကြတယ်ပေါ့နော်လုံးဝတူတယ်သို့တော့ tradition ဆိုတဲ့သူတို့ရဲ့ delay ထုံတန်းစင်လာတွေကတော့ပါနေတယ်ဒီကိုကြတော့ဒီကိုdelay ဒီဟိုလူမျိုးတွေရဲ့ delay ထုံတန်းစင်လာမြန်မာပြည်ရောက်တော့မြန်မာလူမျိုးတွေရဲ့ delay ထုံတန်းစင်လာထိုင်းကထိုင်းလူမျိုးတွေရဲ့ delay ထုံတန်းစင်လာဒါတွေကရောထွေးပြီးတော့နေတာပဲဖြစ်တယ်ပေါ့နော်အဲ့ဒါလိုရောထွေးမှုတွေရှိတာစာပေနဲ့မဆိုင်လူတွေကရောတာဖြစ်တယ်ပေါ့နော်သို့တော့မြန်မာပြည်ရောက်တဲ့ထေရဝါဒသာသနာစာပေကျမ်းဂန်ထဲမှာတော့ရောတာမရှိဘူးတန့်စင်တယ်ဆိုတာအာမခံလို့ရတယ်အယူဆထဲမှာရောနှွေးနေမှာလူတွေရဲ့ယင်ထဲမှာရှိတဲ့အယူဆဟာပိဋကအယူဆမှာမဟုတ်တာအကုန်လုံးကအဲ့ဒါကြောင့်လို့အမှန်ပြောရမယ်ဆိုရင်မြန်မာလူမျိုးတွေရဲ့ယင်ထဲမှာရှိတဲ့ရှုံကြည်ချက်ကတော့ရောချင်းရောနေလိမ့်မယ်မြတ်စွာဘုရားဟောတဲ့ပိဋကစာပေထဲမှာတော့မမှန်မကန်တဲ့အယူဆတွေမရှိဘူးဆိုတာသိကြတယ်စာပေအနေနဲ့ရောတာမရှိဘူးလို့ပြော
အဲ့ဒါလို့တန်းစင်ထားပြီးသာသနာနှစ်450ရောက်တဲ့အခါကျတော့ oral tradition ကနေပြီးခေတ်ပြောင်းလာတဲ့အခါမှာအတန်ကိုစလုံးနဲ့ဖလှယ်တဲ့ transcribe လုပ်တယ်ဆိုတော့တန်ခါအနာကစရုပ်ထတန်ခါအနာလို့ခေါ်တယ်ပြီးပေါ်ပြပိုင်းပေါ်ရေးချပြီးစတယ်အဲ့ဒါသာသနာနှစ်ဆိုဘုရားပြိဋိဘံစံပြီးနှစ်ပေါင်း450ရောက်တဲ့အခါမှာဘုရားဟောတဲ့တရားတော်တွေကိုစလုံးနဲ့အတန်ကိုရုပ်ပုံလုပ်လိုက်တာပဲသဘောကတော့ဒါပဲနော်အတန်ကိုသင်္ကေတလုပ်လိုက်တာဒီစလုံးဆိုတာသင်္ကေတတွေအင်္ဂလိပ်ကအင်္ဂလိပ်သင်္ကေတနဲ့ရေးတယ်ထိုင်းကထိုင်းသင်္ကေတနဲ့ရေးတယ်တီဟိုကတီဟိုသင်္ကေတဗမာသင်္ကေတတွေနဲ့ရေးကိုယ်သင်္ကေတနဲ့ကိုယ်ဒါပေမဲ့ဖတ်လိုက်တဲ့အခါအတန်အတူတူပဲဖြစ်တယ်ခါကြီးခါကွေးနဲ့ရေး ABCD နဲ့ရေးအတန်ဒီတိုင်းပဲထွက်တယ်အဲ့ဒါအတန်ကိုပုံဖော်တဲ့သဘောကိုပြောတာနော် transcribe လုပ်တယ်အဲ့ဒီတော့အတန်នេះဟာစလုံးဖြစ်ပြောင်းလာတဲ့အခါကျတော့ဘာကွာလာတယ်ဟုဆိုစလုံးကြည့်ပြီးတော့ဖတ်ကြတဲ့အခါမှာမတူညီတဲ့အတန်တွေပေါ်လာတယ်မြန်မာလူမျိုးတွေဖတ်တဲ့အတန်ကတစ်ခါတစ်မျိုးတီဟိုလူမျိုးတွေဖတ်တဲ့အတန်ကတစ်မျိုးကွဲပြားခြားနားမှုတွေရှိလာတော့ international pronunciation ဆိုပြီးအဲ့ဒါသတ်မှတ်လာတဲ့အခါမြန်မာလူမျိုးတွေရဲ့နှုတ်ကထွက်တဲ့အတန်5မျိုးဟာ international အတန်နဲ့ကွဲပြားသွားဗမာတွေကဗုဒ္ဓံတရဏံကိစ္ဆာမိလို့ဆိုတယ် international ကျတော့ဗုဒ္ဓံစရဏံဂัจฉာမိလို့ဆိုတယ်ဒါကွဲပြားသွားတယ်ဒါလောက်ပဲကွဲနော်ဟေတုပစ္စယောဒီဟိုတွေကြတော့ဟေတုပัจเจယောလို့ဖတ်တယ်စာလုံးကိုကြာတာနဲ့ထွက်ကြာအဲ့ဒါတော့ကွဲပြားခြားနာသွားတာပဲဖြစ်တယ်ပေါ့နော်အတန်တွေတွေကွဲလာတယ်ပေါ့နောက်ပိုင်းဘယ်ကမှန်တော့မမှန်ဘူးလားလို့ဒါစောရဏတက်เสียမလို့နော်ကိုလူမျိုးကိုအတန်နဲ့ကိုပဲဖတ်အထိပ္ပယ်ကအရှိကြီးဆုံးပဲကိုယ်စကလုံးကိုကိုယ်အတန်နဲ့ပဲကိုသွားချရမှာပဲဖြစ်တယ်ပေါ့နော်အေးအဲ့ဒီလိုနဲ့စာပေကျမ်းဂန်တွေကိုမှတ်တမ်းတင်လာခဲ့တာပိစမသံဃာနာကြတော့ပေပေါ်မှာရေးတဲ့ဟာကကြာရှည်မခံဘူးကြာရှည်ခံတဲ့အမတန်မာတဲ့ကြောက်တုံးပေါ်မှာတင်မယ်ဆိုပြီးတော့မန္တလေးမြို့ကမင်းတို့မင်းကြီးကပိစမသံဃာနာတင်တော့သိလက်ခတာဟုတ်လားတချို့ဆရာတွေကတော့ပြောတယ်ကြောက်စာနဲ့ပိစမသံဃာနာနဲ့တခြားစီလို့ယူတဲ့လူတွေရှိသို့တော့နေရတူသည်ဖြစ်စေမတူသည်ဖြစ်စေပိစမသံဃာနာရဲ့အစိတ်ပိုင်းတစ်ခုလို့ဆိုတာတော့သိချတယ်နော်သံဃာနာတင်တာကတခြားကြောက်စာထွင်တာကတခြားမှန်လေသို့တော့ဒါပိစမသံဃာနာရဲ့လုပ်ငန်းတစ်ခုလို့ပဲပြောအောင်ဒီလိုပဲပြောအောင်အဲ့လိုပြောရင်မှားနိုင်တယ်လို့မရှိဘူးနောက်တစ်ခါသတ္ထသံဃာနာရောက်တဲ့အခါပိစမသံဃာနာကြောက်စာမှုတွေကိုအဓိကထားပြီးတခြားနိုင်ငံတွေမှာရှိတဲ့ဘုရားစာပေတွေနဲ့တိုက်ဆိုင်ညှိနှိုင်းပြီးတော့သံဃာနာတစ်ခါလှုပ်တာကိုသတ္ထသံဃာနာလို့ခေါ်တယ်။ဒီနေ့ကတကားတယောက်ရှိလျှောက်တယ်။နောက်ထပ်ရှင်ဘုရားတို့သံဃာနာတင်ဖို့လိုသေးလား။ဘုန်းကြီးတို့အနေနဲ့ကတော့စာပေစုံနေပြီဆိုသံဃာနာတင်စရာဘာမှမလိုဘူး။ဒါတွေကိုလေ့လာဖို့ပဲလိုတယ်။နော်။သံဃာနာမတင်မဲနဲ့စာတွေကိုမလေ့လာပဲနဲ့ရှိတဲ့စာတွေကိုမဖတ်ပဲနဲ့ဝေကုံကြီးကြတဲ့သံဃာနာတင်းနေအောင်ပဲဆိုလို့ရှိရင်ဟာကျိုးထူအောင်မှာတော့နော်အခုခေတ်ကရှင်တဲ့နှလုံးနဲ့ရောက်အောင်တရားဓမ္မကိုနာယူခြင်းအဓိကအသိဉာဏ်နဲ့ရှင်နဲ့ရောက်အောင်ခေါင်းနဲ့ရောက်အောင်လုပ်ကြမှာဖြစ်မြန်မာလူမျိုးတွေဖို့ပိဋကစာပေဟာအပြည့်စုံရှိနေတယ်မြန်မာလူဘာသာပြန်ထားတာတွေအကုန်ရှိနေတယ်ဖတ်လို့ရပြီမြန်မာစကားလုံးနဲ့ဖတ်လို့ရနေပြီအဲ့ဒါတွေဖတ်ဖို့ပဲလိုတယ်ပေါ့အဲ့ဒါတွေမဖတ်ဖဲထားပြီးတော့သံဃာနာထပ်တင်အောင်မယ်ဘာကျိုးရှိဒုံရင်မယ်နေမှာပေါ့နော်
အရေးကြီးတာမြတ်စွာဘုရားရဲ့အဆုံးအမတွေကဘယ်ပုဂ္ဂိုလ်တွေမှာတည်တုံးဆိုရင်ရှင်တဲ့နှလုံးထဲရောက်သွားတဲ့ပုဂ္ဂိုလ်ပေါ်မှာတည်တယ်လို့ပြောစာတလုံးမှရင်ထဲမရောက်ဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာသူ့ရင်ထဲမှာမြတ်စွာဘုရားဟောတဲ့အဆုံးအမမရှိဘူးလို့ပဲပြောအဲ့တော့သင်ရမယ့်စကားလုံးนี้မှတ်သားနိုင်ပြီးလိုက်နာကျင့်သုံးဖို့ဒါအဓိကကြတယ်ပေါ့အဲ့တော့ပြန်မြူအောင်ပြန်မြူတဲ့နည်းတွေနဲ့ပြန်ပွားအောင်လင်းလင်းမြန်မြန်တတ်သိနားလည်အောင်ဆောင်ရွက်ဖို့ပဲလိုမယ်လို့သူယူဆအေးဓမ္မပဒဆိုတာခါရပုတ်ပေါင်း400ကျော်ရှိတယ်ဓမ္မပဒဒေသနာမှာဓမ္မပဒဒေသနာရဲ့အဆိုအမိန်လေးကိုနာယူကြည့်ပေါ့အပိုင်း7မှာခေါ်ပြောမယ်ဓမ္မပဒဒေသနာကတော့ဘာလဲကုသိုလ်ကောင်းမှုလုပ်သူရဲ့ရရှိနိုင်တဲ့အကျိုးကျေးဇူးကိုရှင်းရှင်းလေးပဲဆိုပြဟောထားတာဒါဟိုဟာဒီဟာတွေမပါဘူးအလုံးကိုရှင်းဟောတော့ဆိုဣဒမောရတိပစ္စမောရတိကတပုံညောဥပယထမောရတိမောရတိဆိုတာဝမ်းမြောက်ဝမ်းသာဖြစ်တာဝမ်းသာတယ်ဝမ်းမြောက်တယ်မာစကားဝမ်းမြောက်တယ်မူဒဟာသေးစာပြုံးနိုင်တယ်လို့ပြောတာကုသိုလ်ကောင်းမှုလုပ်တဲ့လူကပြုံးနိုင်တယ်နော်ဒီဘဝမှာလည်းကုသိုလ်ကောင်းမှုလုပ်တဲ့လူဟာပြုံးနိုင်တယ်ဝမ်းမြောက်ရတယ်ပစ္စမောရတိနောက်ဘဝရောက်သွားရင်လည်းပဲပြုံးနိုင်တယ်ဘာဖြစ်လို့လဲဆိုတော့ကုသိုလ်ဆိုတာချမ်းသာဒုက္ခဖြစ်ပေါ်စေတာအဲ့တော့ထီပေါက်တဲ့လူတွေမပြုံးဘူးလားပြုံးတယ်ထီပေါက်တဲ့လူတွေပြုံးတာကထီလက်မှတ်ကလေးရှိထားတော့ထီပေါက်တယ်လို့သတင်းကြတော့မပြုံးရဘူးထီလက်မှတ်ဆုံးသွားရင်ပြန်မငိုရအောင်လားထီပေါက်ပြီးထီလက်မှတ်ပျောက်တယ်လို့လည်းရှိသေးတယ်ခုခေတ်ကနော်အဲ့တော့ကုသိုလ်ကောင်းမှုလုပ်ထားတဲ့ပုဂ္ဂိုလ်ကအဲ့လိုလက်မှတ်ပျောက်တာဆိုမရှိဘူးမြတ်စွာဘုရားဟောတဲ့စကားရှင်းရှင်းလေးကတပုံညောဥပယထမောရတိပုံညအလို့ဆိုတာဘာကိုပြောတာလဲဆိုပုံညကို10မျိုးသတ်မှတ်ပြထားတာမြတ်စွာဘုရားဘာတွေတော့ဆိုလူရတဏ္ဍပိရကန္နာဌာနပုံညလို့ဘာကြောင့်ပုံညလို့ခေါ်လို့ဆိုရင်ပု္ပ္ပဇပုံနိဗ္ဗတေတိပုံညလူတကာလေးစားခံရတဲ့ဘဝမျိုးကိုဖြစ်စေတယ်အကျိုးကျေးဇူးအနေနဲ့ကုသိုလ်ကောင်းမှုလုပ်လို့ရှင်လူတွေကလေးစားတဲ့အဆက်မျိုးရတယ်သူဆိုလို့တယ်နော်ဒါကြောင့်မို့ပုံညအဲ့ပတ်စံချမ်းသာရင်ရောလူတွေကလေးစားတာမရဘူးလားရှားကြမှာရတယ်တစ်ခါလေးချင်ပတ်စံချမ်းသာတယ်မရဘူးနော်အဲ့တော့ငွေကြေးတနာကြောင့်လူတွေကလေးစားရတာတဲ့ကုသိုလ်ရှင်ကြဥပမာအခုလို့ဆောက်ဦးကြီးဆောက်လှူကြတယ်နော်ဘာနာကောင်းမှုသူများတဲ့ထူးထူးချွန်ချွန်ပြုတယ်လူတကာလေးစားကြတယ်အဲ့လိုလူတကာလေးစားခံရတဲ့အလုပ်မျိုးကိုပုံညလို့ခေါ်တယ်ကတပုံညောကုသိုလ်ကောင်းမှုကိုပြုလုပ်ထားတဲ့ပုဂ္ဂိုလ်ဟာဣဒမောရတိလက်ရှိဘဝမှာလဲဝန္တာရတယ်ပြုံးရွှင်နိုင်တယ်ပစ္စမောရတိနောက်ဘဝရောက်တဲ့အခါမှာလည်းပဲဝန္တာနိုင်တယ်ပြုံးရွှင်နိုင်တယ်ဥပယထမောရတိဒီဘဝမှာလည်းအပြုံးနဲ့နောက်ဘဝမှာလည်းအပြုံးနဲ့နေနိုင်တယ်ဟောဒါကုသိုလ်ကံရဲ့အကျိုးတရားကိုပြောတာကိုယ်ကုသိုလ်ကောင်းမှုတစ်ခုလုပ်ပြီးတော့ကိုယ့်ရင်ထဲမှာပျော်ရွှင်ချမ်းမြေ့မှုကြည်နူးမှုရမရကိုယ့်ကိုစဉ်းစားပေါ့နော်မရဘူးဆိုရင်တော့ကုံတာနှမျောလို့ဖြစ်လိမ့်မယ်ကုသိုလ်ကောင်းမှုဆိုတာဘာတွေတုံးလို့ပြောမယ်ဆိုရင်ဒါနကြီးကုသိုလ်ကောင်းမှုမဟုတ်ဘူးသီလစောင့်တည်လို့သီလလုံးနေရင်လည်းကုသိုလ်ကောင်းမှုဘာဝနာလို့ခေါ်တယ်တတိတွေပညာတွေတိုးတက်လောင်တရားထုတ်တယ်စိတ်တော်ဝင်ပြီးတရားထိုင်တယ်တရားသိတွေရလာပြုံးရတယ်ပျော်ရွှင်ကြနော်ဝေယဝိစာလူကြီးသူမတွေရဲ့ဝေယဝိစာဖျားဝေယဝိစာသံဃာဝေယဝိစာဆိုတာတွေလုပ်တယ်ပြုံးနိုင်ကြတယ်ပျော်ကြတယ်ပဋိဒါနာတဲ့ကိုရထားတဲ့ကိုလုပ်တဲ့ကုသိုလ်ကောင်းမှုကိုမျှဝေတယ်ပဋိဒါ
ပတ္တနုမောဒနာသူများလှုပ်ထားတဲ့ကုသိုလ်ကောင်းမှုတွေကိုတာရုခေါ်တယ်မြတ်ဝေတာတာရုခေါ်မြန်မာလူမျိုးတွေဟာဆိုင်းမုတ်ထိုးပြီးတော့လှူလေးတန်းလေးရှိကြတယ်လှူတန်းတာကိုဆိုင်းမုတ်ထိုးလေးရှိကြတယ်တချို့ကအပြစ်ပြောတယ်ဘုန်းကြီးတို့ကတော့အပြစ်မမြင်ဘူးဆိုင်းမုတ်ထိုးခြင်းဟာမူလအရွယ်ချက်ကဘာလဲလို့ဆိုတာဓုခေါ်ဖို့မြတ်ဝေခြင်းသာဖြစ်တယ်နော်ဒါမှမဟုတ်ရှေးတုန်းကဆိုင်းမုတ်တွေမှာဘာပါတော့ဆိုရင်ဒါပြောက်နေသည့်အတွက်ကြောင့်လူတွေဟာအတိပ္ပယ်ပါပြောက်နေကြနတ်လူတာဓုခေါ်စေတော်ဆိုပါတယ်ဟုတ်ရှင်တော့ပေးစားတွေလှူတာအဖြစ်ဘာလူနတ်လူတာဓုခေါ်စေတော်ပဲအဲ့ဒါအမျှဝေတယ်ကုသိုလ်ကောင်းမှုကျောင်းတက်ကြီးဆောက်တယ်လှူတယ်ဖရာတစောင်းတွေဆောက်လှူတယ်မိသားစုဘသူကောင်းမှုပြီးရင်တာဓုခေါ်စေတော်တကယ်ရည်ရွယ်ချက်သိမယ်ဆိုလို့ရှိရင်အများတာဓုခေါ်ဆွေစဉ်မျိုးဆက်တာဓုခေါ်ဖို့အတွက်အမျှဝေခဲ့တယ်လို့သူပြောမှာဖြစ်တယ်ရှေးတုန်းကပကံခေတ်ကဖရာတွေမှာဆိုကြောက်စာထိုးပြီးတော့လှူခဲ့တာတွေချိန်စာတွေတောင်ပါတယ်သူတို့ရဲ့ရွယ်ချက်တယ်ချိန်တာတော့ကောင်းတယ်လို့ပြောလို့မရဘယ်လောက်ထိအောင်ချိန်ထားတော့ဆိုလို့ရှိရင်ဖတ်ဖူးတဲ့လူလည်းရှင်းကောင်းရှင်းတယ်ရှင်းအောင်သမိုင်းကိုလေ့လာကြည့်မယ်ဆိုရင်ငါလှုပ်ထားတဲ့ကောင်းမှုကိုငါကဲ့သို့ပြုစုဆောင်ရှောက်ခဲ့မယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာငါနဲ့ထပ်ထူကောင်းကျိုးချမ်းသာရစေတည်းတဲ့နော်ငါရဲ့ကုသိုလ်ကောင်းမှုကိုပြက်လို့ပျက်စီးလုပ်တဲ့ပုဂ္ဂိုလ်သည်မဟာအဝိဇ္ဇငရဲမှာခံစေတည်းအရိမတယဖျားနဲ့မကြုံရစေတည်းမဖိုးရစေတည်းချိန်စာတွေတိုက်သွားတာလေအဲ့လိုတော့မတိုက်ကြနဲ့ပေါ့မကောင်းဘူးနော်မြန်မာလူမျိုးတွေမှာအဲ့ဒါရှိတယ်ချိန်စာကြမ်းချိန်နေဆိုတာလဲအဲ့ဒါတွေပဲခုခေတ်တော့ဘလို့ချိန်ရတယ်တော့မသိဘူးခုခေတ်ချိန်တာကတော့ဒိဋ္ဌံသဘောလေးရှေးတုန်းကချိန်နေဆိုတာတကယ်ချိန်ရတာဥပမာရှင်မင်းနေဖိသိက်သွန်းတယ်ဆိုတဲ့အခါခေါင်းကိုရေလောင်းတာအမလေးအေးတဲ့မြန်မာအောင်မေးလေးနဲ့နော်ဘာချိန်သူခေါင်းကိုရေလောင်းပြီးတော့ဖိသိက်သွန်းတယ်ဖိသိက်ရေလောင်းတဲ့အခါခုခေတ်တော့ဘလို့ဆိုလောင်းတယ်ဘယင်းလက်ထက်ကရှေးဘယင်းနေကြတော့ဘလို့ဆိုလောင်းရတော့အရှင်မင်းကြီးတရားနဲ့အညီမအုပ်ဆုပ်ဖဲနဲ့တိုင်းသူပြည်သားကိုနှိပ်စက်မယ်ဆိုရင်ခေါင်း90ကွဲစေတည်းဆိုပါတယ်နော်အခုဆိုအကုန်ကွဲကုန်လိမ့်မယ်ထင်တယ်ရှေးကချိန်နေဆိုတာအဲ့လိုချိန်ရတာဒါကိုချိန်စားရသော်ဘုရားတော့မချိန်တော့ယဟန်တွေကိုချိန်ခွင့်မချိန်ရဘူးလို့ပြောထားနော်ပြီးတော့လောကလူတွေဟာချိန်ကြဒါဘယင်းနေဘိသိက်သွန်းတယ်ဆိုတာချိန်စားရှိတယ်အဲ့လိုချိန်ပြီးတော့မဟုတ်တာမလုပ်ရဲအောင်လုပ်တဲ့သဘောပေါ့နော်ခုခေတ်ကြမ်းချိန်တာတော့ဘာတွေဆိုသလဲမသိဘူးကျွန်ုပ်ဒီဘသူဒီပေါ့စောင့်သစ္စာစောင့်သိပါပြီဒီလောက်ပဲချိန်မဟာဝိဇိငရဲဆိုမချိန်ကြပါအောင်နော်အဲ့ဒီလိုဒီကုသိုလ်ကောင်းမှုဆိုတာဒီဟာပဋိဒါနပတ္တနုမောဒနာဆိုတာရည်ရွယ်ချက်မှန်မှန်ကန်ကန်နဲ့လုပ်ရင်နိုင်ငံသားတွေကမေးတချို့ကလည်းအတိတ်ပဲမသိတဲ့အခါကျတော့ဆိုင်းမုတ်ထိုးတာကြွားခြင်းလို့ဆိုတာပါတော့ပါမှာမေးထားလေနော်အဓိကရည်ရွယ်ချက်ကတော့အဲ့လိုမဟုတ်ဘူးမျှဝေတယ်လို့သူတို့မှတ်တာဓမ္မဒေသနာဆိုတာကောင်းတဲ့ပညာရပ်တွေကိုပို့ချပေးတာအခုလိုတရားဟောတာဓမ္မတဝနာဆိုတာကောင်းတဲ့ဟောပြောချက်တွေကိုနာယူတာသင်ယူတာမှတ်တာဒါတွေလည်းကုသိုလ်တွေစာသင်တာလည်းကုသိုလ်ပဲကောင်းတဲ့စာအပြစ်ကင်းတဲ့စာပေါ့သူများကိုတတ်ဖို့ပြတ်ဖို့ဆိုတဲ့ပညာရပ်မဟုတ်ဘူးလူတစ်ပတ်သားကိုဆင်းအောင်လုပ်တဲ့ပညာရပ်မဟုတ်ဘူးကောင်းစားစေတဲ့ပညာရပ်မှန်တယ်ဗျဒီထဲမှာပါသင်ယူတဲ့ထဲမှာပါဓမ္မတွေဓမ္မဆိုတဲ့စကားလုံးကဘုရားဟောတရားတစ်ခုတည်းရည်ညွှန်းတာမဟုတ်ဘူးเนาะလူအကျိုးပြုပညာရပ်တွေအလုံးကိုအကျိုးပြုတဲ့ပညာရပ်တွေကိုဟောပြောတာဒေသနာအလုံးကိုအကျိုးပြုတဲ့ပညာရပ်တွေကိုသင်ယူတာတဝနာဒီလိုဆိုလို့ဓမ္မတဝနာဓမ္မတွေဒိဋ္ဌိစုကမ္မတဲ့မှန်ကန်တဲ့အယူဖြောင့်မှန်တဲ့အယူယူကံကံရဲ့အကျိုးဆိုတာရှိတယ်ကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ်မကောင်းတာလုပ်ရင်သိသွားရင်နောက်ဘဝဆိုတာကံအားလျော်စွာဖြစ်ရတယ်မိဘဆိုတာခြေဆုရှိခြေဆုချီတဲ့ပုဂ္ဂိုလ်ဖြစ်တယ်တချို့ကလည်းမိအမေနဲ့အဖေသူကသူအဟွာပြုလို့ငါမွေးတာငါဘာခြေဆုတင်စရာလို့လည်းပြောတဲ့သူကရှိသေးတယ်နော်အဲ့ဒါခြေဆုကံနဲ့ခေါ်တယ်
အဲ့ဒါမိစ္ဆာဒိဋ္ဌိတွေမှာပါသွားဘယ်နဲ့ကျေးဇူးမတရားမလို့လူပြည့်ရောက်တာသူ့ကြောင့်ရောက်လာတာလေပြောမယ်ခုခေတ်စကားနဲ့ပြောမယ်ဆို immigration ပဲလေလူပြည့်ကိုလာခွင့်ပြည်ဝင်ခွင့်ပေးလိုက်တာအမေဖေကပေးတာလေအဲ့ကျေးဇူးကဆက်လို့မကုန်တာမြတ်စွာဘုရားဟောတဲ့တဲ့ဣမတလောကတဓာတိတတော့ဒီလောကကိုပြမိပါပဲဖြစ်လူလောကကိုလာခွင့်ပေးလိုက်တဲ့ကျေးဇူးဟာနည်းတဲ့ကျေးဇူးမှမဟုတ်တာအခုခေတ်လာခွင့်မပေးလို့တားကြတယ်စီးကြတယ်မတော်တဆရောက်လာလို့ရှိရင်အမိုက်ပုံးနဲ့ထည့်ပြစ်တယ်ဆိုမျိုးတွေတောင်တွေ့နေရလူတိုင်းလာခွင့်ပြုတယ်လို့ပြန်မအောင်မေးလို့ immigration ကတင်းကျပ်တာခုနော်အဲ့တော့လူကရောက်လာတာကံကောင်းနေငါအမေကျေးဇူးဖေကျေးဇူးဆိုမသေးကြဘူးလားအမိုက်ပုံးနဲ့ထည့်ပြလိုက်ရင်ကွက်စိတ်ကြိုက်တဲ့နဲ့တည်သွားမှာနော်တို့ဖြစ်မှာအေးအရာရာဟာအကျိုးတို့အပြစ်တို့ဆိုတာစဉ်းကျင်စဉ်းစားရတယ်သူကအပေါ်ယံလေးနဲ့မတွေးရအောင်အေးအဲ့ဒီကုသိုလ်ကောင်းမှုတွေအားလုံးဟာပုံညလို့ခေါ်တယ်ဒီလိုပုံညတွေကိုပြုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တယောက်ဟာဒီဘဝမှာလည်းဝမ်းသာရတယ်နောက်ဘဝမှာလည်းဝမ်းသာရတယ်ဒီဘဝနောက်ဘဝနှမျိုးလုံးဝမ်းသာတယ်ဘယ်လိုဝမ်းသာဒီဘဝဝမ်းသာတယ်ဆိုတာလှုပ်ပြီးတဲ့အခါအာရပါရစိတ်ထဲမှာကျဉ်တ်သွားတာဒါတခုနောက်ဘဝဝမ်းသာရတယ်ဆိုတာအဲ့ဒီကုသိုလ်ကောင်းမှုရဲ့အကျိုးကိုပေါ်တဲ့အခါအကျိုးကိုခံစားရရင်ဝမ်းသာရတယ်လို့သူပြောတယ်သောမောရတိသောပမောရတိဒိဋ္ဌဝဝိတုဒ္ဓိမတ္တနောကိုလုတ်တဲ့ကံတရားရဲ့အကျိုးကျေးဇူးတွေကိုသိရတဲ့ပုဂ္ဂိုလ်တွေဟာဝမ်းမြောက်ဝမ်းသာဖြစ်ရတယ်လို့ဒေသနာတော်မှာဒီလိုဟောတာကုသိုလ်တွေကုသိုလ်လုပ်ကြည့်တယ်လုပ်လို့ရှိရင်ဒီဘဝမှာလည်းဝမ်းသာရမှာပဲနောက်ဘဝမှာလည်းဝမ်းသာရမှာပဲနှစ်ဘဝလုံးဝမ်းသာရမှာပဲအေးတကယ်ကိုအကျိုးကျေးဇူးခံစားရပြီဆိုရင်အလွန်အမင်းကိုဝမ်းသာရမယ်ဒီလိုဆိုလို့ပေါ့နော်အဲ့ဒါကြည့်အခုလိုအမတရွှေပြည်လူမှုကူညီရေးအသင်းကိုလုပ်တယ်ဆိုတဲ့အခါတပည့်သားကိုကူညီပေးတဲ့အလုပ်ဆိုမေတ္တာနဲ့ကရုဏာနဲ့လုပ်တဲ့အလုပ်တွေဖြစ်တယ်ကိုကူညီပေးလိုက်လို့တပည့်သားအဆင်ပြေသွားတယ်ဝမ်းသာစရာကြီးမဟုတ်လားဝမ်းသာရတာပေါ့အဲ့ဒီဝမ်းသာတဲ့ကုသိုလ်ကနည်းတဲ့ကုသိုလ်လားအများကြီးပဲကံတရားဆိုတာကိုလှုပ်လိုက်လို့တစ်ဖက်သားအဆင်ပြေသွားရင်အဲ့ဒီအဆင်ပြေမှုဟာကိုစီပြန်ရောက်တာကံတရားရဲ့သဘောကိုလှုပ်တဲ့ဟာကိုစီပြန်ရောက်တယ်မရောက်ဖဲမနေဘူးဟုတ်လားလမ်းမှာတင်ပျောက်သွားမယ်ဆိုတာမရှိဘူးပတ်စံတော့ပျောက်ခြင်းပျောက်ဒီဟာမပျောက်ဘူးကုသိုလ်ကောင်းမှုလှုပ်ပြီးရင်ကိုစီအဲ့တော့ကုသိုလ်လှုပ်ပြီးဆိုရင်စိတ်ပါလက်ပါအကျိုးကိုသိပြီးတော့ကြိုးစားတယ်မြတ်စွာဘုရားတောင်းဖို့အေးလှူတဲ့တန်းတဲ့ကုသိုလ်ကောင်းမှုလုပ်တယ်ဆိုတာတဲ့လုပ်ငန်းကသေးတာမသေးတာဒီလူတာလဲကောင်းတာမကောင်းတာများတာနေတာဒါတွေအဓိကမဟုတ်ပါဘူးတဲ့အရေးကြီးတာဘာလို့ဆိုရင်တလေးတစားလုပ်ဖို့အရေးကြီးတယ်ကိုလုပ်တဲ့လုပ်ငန်းတစ်ခု I do my best ဘာပဲလုပ်လို့အကောင်းဆုံးဖြစ်အောင်လုပ်စိတ်အားနှစ်ပြီးတော့လုပ်တယ်ကိုယ်တိုင်အကောင်းဆုံးဖြစ်အောင်လုပ်တယ်မလုပ်ချင်းလုပ်ရင်တော့အကျိုးပေးတော့လည်းမပေးချင်းပေးပါပဲဒါဟာသူဘယ်သူမှလုပ်တာမဟုတ်ဘူးသူစိတ်စေတနာတိုင်းဖြစ်မှာစိတ်တိကတောဒါနလေးဒီကိုလုံးတဲ့ဟာသူများချမ်းသာပါစေဆိုတဲ့စိတ်ထဲကမုံမြတ်တဲ့နှလုံးသားနဲ့ပြုလုပ်ပါတာထာတာနဲ့လေးဒီကိုယ်တိုင်ပါဝင်လုပ်ပါအလူလည်းဒီတိုင်းအာဂမနဒိဋ္ဌိကိုလုံးတဲ့ဟာဒီဘယ်တော့မှပျောက်ပြစ်မသွားဘူးကိုယ်စီပြန်ရောက်လာမှာပဲဆိုတာသိရှိနားလဲပြီးလူတဲ့တန်းနဲ့ကုသိုလ်လုပ်ရမယ်ဒီလိုဟောတာနော်အဲ့တော့နောက်ဆုံးမှာဒီကုသိုလ်ကောင်းမှုတွေဟာပျောက်ပြက်သွားတာမဟုတ်ဘူးကိုယ်စီရောက်အေးဒါကြောင့်ဒီဓမ္မပဒဒေသနာတော့ခုအလုံးရသော်ပြဟောတဲ့စကားလုံးလေးရိုးရိုးလေးမှုနားလည်ပြီးကုသိုလ်ကောင်းမှုလုပ်ပြီးတဲ့ပုဂ္ဂိုလ်ဟာတဲ့ဒီဘဝမှာလည်းဝမ်းသာရတယ်နောက်ဘဝမှာလည်းဝမ်းသာရတယ်နောက်ဘဝဝမ်းသာတယ်နှစ်ဘဝလုံးဝမ်းသာရတယ်အကျိုးပေါ်လာတဲ့အခါကျတော့အလွန်ပို့ပြီးတော့ဝမ်းသာရလိမ့်မယ်ဒီလိုခေါ်တာအဲ့တော့မြတ်စွာဘုရားကဘာကိုအကြောင်းပြုလက်တွေ့ဘာကိုအကြောင်းပြုပြီးဟောတာတော့ဆိုအတူချုပ်လေးသူ့ရဲ့
ဖြစ်ပြတဲ့ဇာလန်းလေးတစ်ခုပြောရမယ်ဆိုမြတ်စွာဘုရားလက်ထက်ကဘုရားရဲ့အဆုံးအမတွေကိုယုံကြည်မြတ်လို့အားကိုးကြတယ်တရားဓမ္မတွေဘုရားဘာသာဝင်သူတော်စင်တွေဟာအများကြီးရှိတယ်လူကြီး9ဂရီရှိတဲ့တာဝတိမြို့မှာ9ဂရီကဘုရားဘာသာတွေဖြစ်သွား2ဂရီလောက်ကတော့ဘုရားဘာသာမဟုတ်ဘူးတဲ့တမန်ပုဂ္ဂိုလ်တွေပေါ့နော်အဲ့ဒီမှာ9ဂရီလောက်တဲ့ပုဂ္ဂိုလ်တွေထဲမှာဘာသာတရားလေးစားပြီးကုသိုလ်ကောင်းမှုကိုအတည့်အပြုလုပ်နေကြတယ်ထင်မယ်ဥပဒကမိသားစုပေါင်းဓမိကလို့ခေါ်တယ်ဓမ္မလမ်းကြောင်းအတိုင်ချစ်ကြံကြိုးကိုအထုတ်တဲ့ပြောရမယ်ဆိုရင်ဓမိကအဖွဲ့အစည်းလို့ပြောပေါ့နော်အဲ့ဒီလူဟာခေါင်းဆောင်လေးကြီးပဲ900ရှိတယ်ဓမိကဥပဒကယရဏသုံးပါးကိုစိတ်ကတဲ့ဥပဒကဓမိကဥပဒကတရားဓမ္မအတိုင်းလိုက်နာကျင့်ကြံကြိုးကိုအထောက်ကြတဲ့ဥပဒကခေါင်းဆောင်လေးကြီးပဲလူကြီးတွေကြီးပဲ900ရှိတယ်လူကြီးတယောက်ကိုနောက်ကနေရန်လိုက်တဲ့လူက900စီရှိတယ်အဲ့တော့2သိန်းခွဲလောက်ရှိတယ်လူကောင်းတဲ့အလုပ်ကို association လုပ်ပြီးတော့အခုလိုပေါ့အမတရွှေပြည်ပရဟိတလူမှုကူညီရေးအသင်းကြီးတစ်ခုလုပ်တယ်ခေါင်းဆောင်ရှိမယ်နောက်ကလိုက်တဲ့ပုဂ္ဂိုလ်တွေရှိမယ်နော်ဥဆောင်သူရှိမယ်ပါဝင်ဆောင်ရွက်ကြတဲ့ပုဂ္ဂိုလ်တွေရှိမယ်အဲ့ဒါလိုပဲဓမ္မိကဥပဒကဆိုတာအဲ့ဒီ900ထဲမှာအဖွဲ့ခေါင်းဆောင်ဆိုခုခေတ်ဆိုရင်တော့ဥက္ကဋ္ဌပေါ့နော်ရှေးခေတ်ကတော့ဥက္ကဋ္ဌလို့တော့မသုံးဘူးဥက္ကဋ္ဌဆိုတာဓမ္မိကဥက္ကဋ္ဌကြီးอ่ะသား9ယောက်သမီး9ယောက်ရှိတယ်သူသားသမီးတွေကလည်းအလုံးစုံပြူမပါဘူးလိမ္မာကြတယ်အလုံးဟာနေ့စဉ်နဲ့အမျှဌာနဝတ္တိရှိကြတယ်ဓမ္မိကဥပဒကကြီးကသူကိုယ်တိုင်သူခွဲရမ်းနဲ့သူလှူတယ်သူတက္ကမကြီးကလည်းခွဲရမ်းနဲ့လှူတယ်သူသားသမီးတွေကလည်းအကုန်လုံးခွဲရမ်းနေနဲ့လှူချတာသူ့အိမ်မှာဆိုရင်ဒီနေ့စဉ်ဆွမ်းကြွေးဖို့စေရတဲ့မဲကို16မဲရှိဒီလိုဆိုလို့တယောက်တစ်မဲစီထားရင်ကိုလူ16ရောက်ပေါ့နော်အဲ့ဒီလိုကုသိုလ်ကောင်းမှုတွေကိုအတက်တရောပြုလိုက်ကြဒီလိုပဲနေ့စဉ်နဲ့အမျှကုသိုလ်ကောင်းမှုတွေလုပ်တယ်ဒါစီးပွားတော့မရှာဘူးမဟုတ်စီးပွားရှာကြမှာပေါ့သူကုသိုလ်ကောင်းမှုတွေအတက်တရောလုပ်တော့အဲ့ဒီခေါင်းဆောင်ဥပဒကကြီးကလူရဲ့သဘာဝအတိုင်းလေအသက်ရွယ်လည်းရလာတဲ့အခါတည့်ရတော့မကြမ်းမှဖြစ်တယ်မကြမ်းမှယောဂဝေဒနာပြင်းထန်သွားဖြစ်လာတရားမှုအချိန်ရောက်လာတော့သူတရားနာခြင်းနဲ့နေမကောင်းတော့ကြောင်းမသွားနိုင်ဘူးမသွားနိုင်တော့မြတ်စွာဘုရားစီကိုသတင်းပို့တပည့်တော်ကျမ်းမာရေးမကောင်းဘူးကြောင်းလည်းမလာတော့တရားလည်းမနာနိုင်ဘူးအဲ့တော့ရှင်ဘုရားယဟန်10ပါးလောက်ပဲဖြစ်စေ16ပါးလောက်ပဲဖြစ်စေသူ့တရားဟောဖို့လွတ်ပေးပါလားလို့မြတ်စွာဘုရားစီတောင်းတဲ့အခါလွတ်လိုက်တာယဟန်တော်10ပါးကြွလာ10ပါးကြွတော့ရောက်တဲ့အခါကျတော့ကဲဥပဒကတိုင်းကကြီးဘယ်တရားနာခြင်းလို့ဆိုဖရာတိုင်းဟောတဲ့မဟာတတိပဋ္ဌာန်သုတ်ကိုရှင်ဘုရားတို့ရွတ်ပြကြပါသူနားထောင်မရစေဗမာပြည်ကတော့ဒီကောင်းကျင်တဲ့ဘုဇင်သုတ်လေးရွတ်ပြပါဖရာပရိတ်ကလေးရွတ်ပြပါဖရာသူကတော့ဟုတ်မဟာတတိပဋ္ဌာန်သုတ်နာခြင်းနဲ့ဖရာတဲ့အဲ့ဒါရွတ်ပြပါတော့မဟာတတိပဋ္ဌာန်သုတ်ကိုရွတ်ပြပါဆိုရဟန်းเนี่ยရွတ်ကြတာဥပဒကကြီးကိုဝန်းရံပြီးတော့မြတ်စွာဘုရားဟောတဲ့ဧကာယနောအယံဘိခွေမေကိုဆိုတဲ့ထေသနာတော်ကိုရွတ်ဖတ်တဲ့ဆက်ပြီးနေအဲ့ဒါလို့တရားနာရင်ကနေပြီးတော့ဥပဒကကြီးဟာတရားမှုချိန်ဖြစ်လာတဲ့အခါသူတရားအာယုံစိုက်နေတော့ဆုညာအတန်နေသူနားထဲမှာကြားလာတဲ့အခါကျဆိုင်ကြပါအောင်နဲ့သူကထားအောင်လူကတော့မထားနိုင်တော့ဘူးပေါ့နော်ဆိုင်ကြပါအောင်ဆိုတော့မိသားစုတွေကလည်းအထင်မြင်လွဲသွားကြတယ်ငါတို့ဖေတရားမှကြောက်လို့အော်တာဖြစ်လိမ့်မယ်ဆိုမိုးကုန်ကြရဟန်းတွေကလည်းဆိုင်ပါအောင်ဆိုတော့တို့ဆိုင်ခိုင်းတာပဲနေမှာပဲဆိုယောဂပြင်းထန်လာလို့နေမှာဆိုပြီးကိုရော်တွေဟာ
ရွတ်လက်စတရားကိုဖြတ်ပြီးတော့ကြောင်းပြန်ကြော့သွားကြလူတွေကလည်းငိုးကုန်ကြအပြန်ပြီးတတိလဲလာတဲ့အခါကျတော့ရဟန်းနေပဲကြွသွားတော့ဆိုအဖေပဲဆိုင်ကြပါအောင်လို့ပြောလို့ကိုရောတွေကဆက်မရွတ်တော့ပဲနဲ့ပြန်သွားကြပြီလို့ဆိုဟဲ့ငါပြောတာအဲ့ဒါမဟုတ်ဘူးငါအိမ်ပေါင်းမှာတဲ့လက်ပြေကနိုင်ထား6ဆင်းရောက်နေတယ်တဲ့ငါတို့နှစ်ပြေလိုက်ခဲ့နဲ့ဆူညံဟုတ်လားတိုးခိတ်ကဆူညံတက္ကစီသမားတွေခေါ်တယ်လို့ပဲပေါ့အဲ့ဒါလို့မြေထားတို့ဘူတာတို့သင်္ဘောစိတ်တို့ကတက္ကစီသမားတွေခေါ်တယ်လို့ငါ့ကိုခေါ်နေကြတယ်အဲ့ဒါကြောင့်မင်းတို့ဆိုင်ကြပါအောင်ငါတရားနာနေတော့အဲ့ဒါပြောတာလို့ဆိုတော့စထားသူတို့မမြင်ပါဘူးသူ့ဖေကြောင်ကြံပြောတာနေမှာပါဆိုမဟုတ်ဘူးငါမြင်တယ်ရှိတယ်ခုကိုငါအတွက်ပန်းကုန်းကြီးများရှိလားရှိတယ်အဲ့ဒီပန်းကုန်းကိုအပေါ်ကောင်းငယ်ကိုပြစ်လိုက်လို့ပြောတဲ့အခါအဲ့ဒီပန်းကုန်းဟာဘယ်နှက်ပြေဟာအကောင်းဆုံးလဲဆိုတော့ဘုရားလောင်းနေဒီထိုင်တဲ့ဒုတိတနှက်ပြေဟာအကောင်းဆုံးကျင့်တတ်စရာအကောင်းလို့ဒုတိတလို့ခေါ်တယ်တာဝရိနာလည်းပြဿနာရှိတယ်နော်အခုကလိုမြေလူတာတွေခြံလူတာတွေနည်းနည်းပါးရှိတယ်အဲ့ဒီမှာလည်းအရက်သမားတွေရှင်းရတာတွေပါရှိတယ်သူကလည်းသူကလည်းသိမ့်မေးချမ်းမှုအဲ့ဒီအဲ့တော့စတုမာလေးဆိုမပြောနဲ့တော့လူရည်နဲ့ဆက်တာဝရိနာနှက်ပြေကလည်းအလို့ရှုပ်တယ်ရာမာတို့ဆိုတော့သိမရှုပ်ပေမဲ့ဒုတိတတော့မကောင်းဘူးဒုတိတကောင်းတယ်ဆိုအဲ့ဒုတိတလာတဲ့နိုင်ထားကိုချိတ်လိုက်ပြစ်လိုက်ဆိုတော့ဒုတိတနိုင်ထားဥမှာပန်းလေးကတွဲလုံးလေးဆွဲနေတယ်လူတွေကပန်းကုန်းပဲမြင်ရတယ်နတ်ကိုယထာကိုမမြင်ရဘူးတဲ့အဲ့လိုစားထဲမှာဆိုထားတယ်နော်အဲ့ဒီချိန်လေးမှာဓမ္မိကဥပဒကကြီးဟာတတိပြန်လဲလာပြီးတော့မင်းတို့မြင်ကြတယ်မဟုတ်လားငါအတွက်ယထာအကျိုးရောက်နေပြီငါတို့ဒီနတ်ပြည်ကိုသွားမယ်ဘာမှမပူချနဲ့ငါအတွက်အေယဘိမှအစဉ်သင်းရှိပြီးလာခေါ်နေကြပြီငါနဲ့အတူဖြစ်ခြင်းငါလုပ်တဲ့ကုသိုလ်ကောင်းမှုတွေကိုဆက်လုပ်ကြမပြေမကွက်သူတော်ကောင်းတရားကိုကျင့်ကြံကြဖို့အထောက်ကြလို့ဆိုပြီးမျက်စိလေးနှလုံးမိတ်ပြီးတော့တည်သွားရှာအဲ့ဒါနမိတ်ထင်တယ်လို့ခေါ်တာနော်ဂတိနမိတ်လို့ခေါ်တယ်သွားရမယ့်နေရာကိုမြင်တတ်တယ်မကောင်းတာလုပ်တဲ့လူကြလည်းမကောင်းတာမြင်တတ်တယ်ကြောက်ရတယ်နော်မကောင်းတာလုပ်တဲ့လူကဘာမြင်တတ်တော့ဆိုလို့ရှိရင်သေကနေ့မှာမီးတွေလောင်းနေတာတွေမြင်ရတတ်တယ်အဲ့ဒီမီးကရိုးရိုးမီးမဟုတ်ဘူးမနေ့ကလောင်းတဲ့မီးမဟုတ်ဘူးအဲ့ဒါငရဲမီးတယ်နော်အဲ့ဒီငရဲမီးတဲ့ရောက်တော့တယ်လူတယောက်ကတော့တရားမူမိမောတွေ့ဝင်းနေတဲ့အချိန်မှာသူပဲရောက်သွားတော့ဆိုနွားအုပ်ကြီးတဲ့ရောက်သွားပြီးတော့နမကြီးပေါ်တက်သွားအဲ့ဒါနွားသွားဖြစ်တယ်နော်အဲ့ဒီလိုပဲကိုသွားရမယ့်နေရာတွေဟာမြင်ကြပန်းဝီလှပပနဲ့အိမ်ချံဝင်ကြီးတဲ့ရောက်သွားရင်အဲ့ဒီအိမ်ရောက်မှသိချလမ်းဘေးကအမိုက်ပုံဘေးကတဲပုတ်ထဲရောက်သွားရင်တော့အဲ့ကျူးတဲ့ရောက်သွားမှာပဲဒါတော့သိချတယ်နော်အဲ့လေရောက်သွားနိုင်တာပဲမသေးခင်သူကမှတ်ပုံတင်သွားတာဘယ်သူပဲဖြစ်ဒီတိုင်းပဲဒါကိုဂတိနမိတ်လို့ခေါ်တယ်ကမ္မနမိတ်ဂတိနမိတ်ကမ္မနမိတ်ကမ္မနမိတ်နော်ကံရဲ့ကမ္မနမိတ်ရဲ့ဂတိနမိတ်ရဲ့လို့ဒါတွေကရင်နဲ့နှလုံးထဲမှာယခင်ကလုံနေသလိုပေါ်တာကံထိုကံနဲ့ပတ်သက်ပြီးတော့လုံးစင်ကမြင်ကွင်းတွေတွေ့တာကမ္မနမိတ်သွားရမယ့်ဘုံဘဝဌာနတွေကိုမြင်တာဂတိနမိတ်ဘယ်လိုပဲသိတဲ့ပုဂ္ဂိုလ်ဟာအတ္တမထွက်ခဲ့နေမှဒီနမိတ်ကတော့ထင်သွားမှာပဲအဲ့ဒီနမိတ်ပေါ်တဲ့စီပဲရောက်သွားတယ်ဒီလိုဆိုလို့ပေါ့နော်မသိခင်မှတ်ပုံတင်သွားတာအဲ့ဒါလို့အခုဓမ္မိကဥပဒကကြတော့ကုသဘဝကိုကုသိုလ်တွေမှာနှိမ့်မြုပ်ထားပြီးတော့နေ့စဉ်နဲ့အများကုသိုလ်ကောင်းမှုတွေနဲ့နေတဲ့ပုဂ္ဂိုလ်ဟာနောက်ဆုံးချိန်မှာလည်းတရားနာရင်သိသွားတာဆိုတော့သူ့ဘဝဟာကောင်းနေကြီးပဲဖြစ်တယ်
ကောင်းတဲ့ကြီးဖြစ်လို့သူဟာတေကနေကြတော့လေကောင်းတဲ့နမိတ်တွေပဲလာထင်တယ်ဒီလိုဆိုလို့ရပေါ့နော်ကောင်းတဲ့နမိတ်တွေထင်စာပေကျမ်းကမှာတော့နမိတ်ထင်မုံလေးတွေနဲ့ပြထားတာတော့တစ်ခုနဲ့တစ်ခုတော့မတူတတ်ဘူးပေါ့လူပြေပြန်ရောက်မယ်ဆိုရင်အမိဝမ်းရည်လို့ရေးထားတာလည်းရှိတယ်တကယ်ကတော့ပို့ပြီးတော့သိကြတာတော့အမိဝမ်းကြီးတယ်ဆိုတာတော့အဲ့ဒါလည်းပို့ဖြစ်နိုင်တာကတော့အင်္ဂေဟာတွေပေါ်မှာတက်သွားရတယ်လို့အိမ်မက်တယ်လို့ဖြစ်တာမျိုးအဲ့ဒါပို့သိကြနော်ဘယ်အိမ်မော်တက်သွားရတယ်အဲဆိုဘောရပြိုင်မဲ့မှာဘုန်းကြီးတွေပါမဟာစီဆရာတော်ရဲ့တရားစာအုပ်ထဲမှာရေးထားဘုန်းကြီးတွေပါကျောင်းဆောက်ဖို့တရားတော်မှာတွေပတ်စံလာလှူထားတယ်ညကြတော့တပြလက်ထောက်ချတဲ့လူရှိတော့အဲ့ပတ်စံလာယူပတ်စံလာယူပြီးတော့ဘုန်းကြီးကိုဘိုက်ကိုဓာတ်နဲ့ဖွင့်သွားတယ်နော်ဖွင့်သွားတာလေးဘုန်းကြီးအဲ့မှာပဲပြန်တော်မူသွားတယ်သို့တော့3-4နှစ်လောက်နေတဲ့အခါကျတော့ဘုန်းကြီးဝင်စားတဲ့ကလေးပေါ်လာတယ်အဲ့ဒီဘုန်းကြီးကပြောတော့ဆိုသူ့ကိုဓမြတွေကလိုက်လို့ထွက်ပြေးရတယ်တဲ့စိတ်ကန်းရောက်တော့လှေလေးတစ်စင်းစီးတော့အဲ့ဒီလှေလေးစီးပြီးတော့အခုသူမွေးတဲ့အိမ်ပေါ်သူတက်ပုံတာဒါသူကတိနိမိတ်တွေပဲဖြစ်တကယ်ကတော့မဟုတ်ဘူးသူပြောတဲ့ story ကတကယ်ကတော့သူဟာအဲ့ဒီကျောင်းပေါ်မှာပဲသိသွားတာသို့တော့သူနမိတ်ပေါ်တာကိုပြောပြတဲ့အခါကျပြေးပြီးတော့အဲ့ဒီအိမ်ပေါ်မှာတက်ပုံရတယ်အဲ့မှာသူလုံညွန်ရတယ်လို့ထင်တယ်အဲ့မှာမွေးတာအဲ့ဒီလိုနမိတ်ပေါ်တာတွေလည်းရှိနေတယ်ပေါ့နော်ကိုဖြစ်တဲ့နေရာကိုအဲ့လိုကတိနမိတ်ဓမ္မိကဥပဒကကြတော့သူကနိုင်ထားဆိုင်တယ်ဆိုတဲ့နမိတ်နဲ့အလုံးကိုကုသိုလ်ကောင်းမှုတွေကြီးမားတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်နတ်ပြည်အနာထ6ဆင်းဆိုင်တဲ့အနေထားထီအောင်သူကပေါ်လာတယ်သူသားသမီးတွေကိုကုသိုလ်ကောင်းမှုမမေ့ဖို့နှိုးဆော်တိုက်တွန်းပြီးသူဟာကောရသူဒီဘုံရောက်သွားတယ်ယဟန်တွေကကြောင်းပြန်ရောက်တဲ့အခါမြတ်စွာဘုရားကိုဓမ္မိကဥပဒကဟာတရားနာရင်ကနေဆိုင်ရပါအောင်ဆိုလို့တပည့်တော်ပြန်လာခဲ့တယ်ဆိုတော့မြတ်စွာဘုရားကမဟုတ်ဘူးမင်းတို့ဆိုင်ခိုင်းတာမဟုတ်ဘူးနတ်ပြည်ကနိုင်ထားတွေဆိုင်လို့သူတရားနာနေတော့မူဆိုင်ရပါအောင်လို့ပြောတာတဲ့ဆိုပြီးတော့မြတ်စွာဘုရားကရှင်းပြတာကုသိုလ်ကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်ဆိုတာဒီဘဝမှာလည်းဝမ်းသာရတယ်နောက်ဘဝမှာလည်းဝမ်းသာရတယ်နှစ်ဘဝစလုံးဝမ်းသာရတယ်ကိုကုသိုလ်ကံရဲ့အကျိုးကိုခံစားရတယ်ဆိုရင်သိပြီးတော့ကိုပီတိဖြစ်ပြီးဝမ်းမြောက်ဝမ်းသာဖြစ်ရတယ်ကုသိုလ်ကောင်းမှုရဲ့အကျိုးတရားကိုမြတ်စွာဘုရားကယခုလိုဓမ္မပဒဒေသနာတော်မှာဟောကြားမိတ်ဆိုခဲ့တာဖြစ်ပါတယ်ဓမ္မရတ္တကိုနာယူမှတ်သားပြီးတော့မိမိတို့ဘဝမှာလည်းပဲဝန္တာချီနူးွယ်ကုသိုလ်ကောင်းမှုတွေပြုလုပ်ပြီးတော့အမှတ်တမဲ့မနေပဲနဲ့ဒီကုသိုလ်ကောင်းမှုတွေပေါ်မှာချီနူးခြင်းဝန္တာခြင်းဆိုတာကိုအချိန်ချင်းကြီးထပ်ဖြစ်အောင်ကြိုးစားအထောက်မှကုသိုလ်တွေဟာများလာမှာဖြစ်တယ်ဆိုတာကိုစီမှတ်သားနာယူပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း